The Art of Hospitality by မက်ခိုင် Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့အခုဒီခေတ်မှာပေါ့နော် hotel industry နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တခြားလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်အလုပ်လုပ်ချင်တဲ့လူငယ်လေးတွေနဲ့ပတ်သက်ပြီးတော့သူတို့တွေဘယ်လိုမျိုးကြိုတင်ပြင်ဆင်ထားတဲ့နယ်ဆိုတဲ့ဟာလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာတကယ် true story လေးတစ်ခုနဲ့ရှင်းပြီးတော့ပြောပြချင်ပါတယ်။အဲ့ဒီအကြောင်းအရာလေးကတော့လွန်ခဲ့တဲ့4နှစ်လောက်ကပေါ့နော်မခိုင်ရဲ့မိတ်ဆွေတယောက်ကအမျိုးသမီးတယောက်ကနေပြီးတော့ပေါ့နော်အကြံဉာဏ်တောင်းလာတာတခုရှိတယ်ပေါ့သူ့သားလေးကတဲ့10တန်းအောင်ပြီးသွားပြီတဲ့အသက်ကလည်း18နှစ်ဝန်းကျင်ပေါ့နော်အဲ့ဒါနိုင်ငံခြားကိုသွားချင်တယ်လို့ပြောနေတယ်ပေါ့နော်အဲ့ခါကျတော့တဲ့ဒီကလေးတယောက်ပဲရှိတာဆိုတော့ဘယ်လိုလုပ်ရမလဲပေါ့နော်လွတ်တင်သလားပေါ့နော်ကုန်ကြစိတ်တွေကလည်းတွက်ကြည့်ရမယ်ပေါ့နော်ဒီပညာတော်သင်ဆက်ပြီးတော့သွားမယ်ပညာသွားသင်မယ်ဆိုလို့ရှိရင်ဒါကအများကြီးကုန်ကြနိုင်တယ်ပေါ့နော်အဲ့ဒါအကြံလေးပေးပါအောင်တဲ့အဲ့လိုပြောတဲ့ခါကျတော့မခိုင်ကမေးကြည့်လိုက်တယ်ခလေးကဘာသင်တန်းတွေတက်ထားလဲဘာတွေတက်ထားလဲပေါ့နော်ဆိုတော့သူတို့နယ်မှာဆိုတော့တဲ့တက်ထားတဲ့သင်တန်းတွေကတော့ housekeeping တက်ထားတယ်တဲ့နယ်မှာလာသင်တဲ့သင်တန်းတွေပေါ့နော်ပြီးလို့ရှိရင် FMB တက်ထားတယ်တဲ့အဲဆိုတော့ waiter နဲ့ပတ်သက်လို့တော့သိတယ်တဲ့housekeeping နဲ့ပတ်သက်လို့တော့သိတယ်တဲ့အဲ့လိုပြောတော့မခိုင်တို့ကလည်း hotel လုပ်ငန်းလုပ်တဲ့လူဆိုတော့နဲ့ဟဲ့ဒါဆိုလို့ရှိရင်လို့ကလေးလေးနဲ့စကားပြောကြည့်လိုက်မယ်လို့ဆိုပြီးတော့ပြောကြည့်လိုက်တာပေါ့နော်ကလေးလေးကို English လိုပဲ in English ပဲ contact လုပ်လိုက်တာပေါ့ interview တော့မဟုတ်ပါဘူး just talking back ပေါ့နော်အဲ့လိုမျိုးစကားပြောလိုက်တဲ့အခါကျတော့မထင်မှတ်ထားလောက်အောင်ပဲပေါ့နော်နယ်မှာရှိတဲ့ကလေးဆိုပေမဲ့တော်တော်ကြိုးစားရှိတယ် English လေးလည်းကောင်းတယ် pronunciation လည်းမဆိုးဘူးပေါ့နော်အဲ့ဒါနဲ့ဟဲ့ဒီကလေးကဒါဖြစ်နိုင်ရည်ရှိတယ်လို့ဆိုပြီးတော့သူ့ရဲ့ CV လေးယူထားလိုက်တယ်ယူထားပြီးတော့အဲ့ဒီချိန်တုန်းကတော့မခိုင်က department head ဆိုတော့hotel မှာရှိတဲ့ in charge နိုင်ငံခြားသားကိုပေါ့နော်သူ့ CV လေးကိုပေးလိုက်မယ်ဆိုပြီးတော့မေးကြည့်လိုက်တယ်အဲ့လို hotel မှာရောလို့လူလိုနေလားလို့ဆိုတော့လိုတယ် reception ဘိုင်းမှာလိုနေတယ်ပေါ့နော်အဲ့တော့ reception ဘိုင်းမှာလိုနေတယ်တဲ့ရှာလာလဲအခုချိန်ထိပေါ့နော်နည်းစိတ်ကြိုက်တော့မရသေးဘူးတဲ့ဆိုရင်အဲ့နဲ့ဒီ CV ကိုကြည့်ပါလားလို့ HR ကိုလည်းပေးလိုက်ပေါ့လို့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့လေကိုယ့်အတွက်လည်းလူရမယ်ပေါ့နော်သူလည်းအလုပ်ရသွားမှာပဲလို့ဆိုတော့အဲ့ဒါနဲ့ဒီနိုင်ငံခြားသားနဲ့ HR နဲ့ပေါ့ interview တွေလုပ်ကြတာပေါ့လုပ်တဲ့အခါကျတော့ဒီ interview ကသူတို့သဘောကျပြီးတော့ဒီကလေးလေးက interview pass ဖြစ်သွားတာပေါ့နော်အဲ့တော့သူ့အမေနဲ့ကလည်းအများနဲ့ဆက်သွယ်ရှိတော့သူ့အမေကပြောတယ်ဟဲတဲ့သူ့ကလေးကတော့ပေါ့နော် interview တော့အောင်သွားပြီတဲ့မခိုင်နဲ့ဘာတွေထပ်ပြီးတော့ instruction ပေးချင်သေးလဲတဲ့ဆိုတာနဲ့ကိုကလည်းအဲ့ဒီကလေးကိုပြောလိုက်တယ်အော်လို့ဒီချိန်မှာလို့ဒီ international hotel တစ်ခုမှာအလုပ်ရတယ်ဆိုလို့ရှိရင်လို့အနည်းဆုံး6လလို့အဲ့6လထက်ပိုရင်ပိုကောင်းတယ်တစ်နှစ်လုပ်နိုင်ရင်တော့ပိုကောင်းတယ်လို့အဲ့တော့ဘယ်လိုမျိုးအခြေအနေပဲဖြစ်ဖြစ်တီးခံပြီးတော့အလုပ်ကိုလုပ်ပါလို့ဥပမာပေါ့နော်တခါလေကြလို့ရှိရင်ဒီ working environment တွေမှာကလူသေးရောက်လာလို့ရှိရင်ဘူလီလောက်တာတို့စီနီယာတွေကပညာပြတာတို့ဒါမျိုးတွေရှိတတ်တယ်ပေါ့နော်ရှိတယ်လို့ပြောတာမဟုတ်ဘူးเนาะရှိတတ်တယ်ပေါ့အဲ့တော့အဲ့လိုအခြေအနေမျိုးတွေရှိခဲ့ရင်တောင်မှတီးခံပြီးတော့ရအောင်ကြော်လွှားပြီးတော့လုပ်ပါလို့ပြောတော့ခလေးကလည်းလိမ့်ပါတယ်တကယ်ကိုသူကအလုပ်ကိုကြိုးစားကိုလုပ်တာသင်ယူခြင်းစိတ်လည်းရှိတယ်ကြိုးလည်းကြိုးစားတယ်ပေါ့နော်အဲ့လိုမျိုးလုပ်တာအဲ့ခါကျတော့နှစ်တွေကြာသွားပြီးတော့သူတစ်နှစ်ခွဲလောက်လုပ်တယ်ပေါ့နော်သူတစ်နှစ်ခွဲလောက်လုပ်တဲ့အချိန်မှာမခိုင်ကအဲ့ချိန်ကျတော့hotel manager ဖြစ်သွားပြီပေါ့နော်အဲ့ချိန်မှာ तू ကသူရဲ့နိုင်ငံခြားမှာအလုပ်ပြောင်းလုပ်ချင်တယ်တဲ့ဆိုတော့ပြောင်းချင်တယ်ဆိုတော့သူ့ရဲ့တက်လန်းပဲလေ it's okay ပေါ့အဲ့ဒါဆိုရင်လုပ်ပါလို့ပဲသူကိုပြောတော့သူတစ်နှစ်ခွဲလောက်လုပ်ပြီးတော့နိုင်ငံခြားထွက်သွားပါပေါ့နော်နိုင်ငံခြားထွက်သွားပြီးတော့ဟိုနိုင်ငံခြားရောက်တော့လေသူ့ရေချင်းနဲ့ပဲသူရှာလာသူကအလုပ်ရသွားတယ်ပေါ့နော်အလုပ်ရတဲ့ခါကျတော့ဟိုဘက်ကrecommendation တောင်းတာပေါ့ဒီဘက် hotel ကိုပြန်ပြီးတော့သူတကယ်လုပ်ခဲ့တာဟုတ်လားဘာညာပေါ့နော်တောင်းတဲ့ခါကျတော့ဒီဘက်မှာလည်းသူတေးချချကိုလုပ်ခဲ့တဲ့အတွက်ဒီဘက်ကလည်းမခိုင်တို့က recommendation ကိုကောင်းလေးကိုရေးပေးတယ်အဲ့တော့သူ့ဘက်မှာအလုပ်ရသွားတယ်ရသွားပြီးတော့သူခုဆိုရင်တော့နိုင်ငံခြားရောက်တာ2နှစ်လောက်ရှိသွားပြီဆိုတဲ့ခါကျတော့သူအဲ့ပထမအလုပ်ကနေပြီးတော့ဒီထက်ကောင်းတဲ့နေရာအောင်မှထပ်ပြီးတော့ရောက်သွားပြီပေါ့နော်အဲ့တော့ဒီ story နဲ့ပတ်သက်ပြီးတော့မခိုင်က sharing လုပ်ချင်တာကလူငယ်လေးတွေဟာဘယ်နေရာမှာပဲရှိနေပြီရန်ကုန်တို့မန္တလေးတို့မြို့ကြီးတို့မှာမဟုတ်ပါဘူးတခြားနယ်မြို့တွေကလည်းဒီခေတ်မှာက internet ရှိတယ်ကိုယ့်အတွက် mobile data ရှိပဲဒါမှမဟုတ်လဲ wifi ရှိမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကဒီ internet ထဲမှာရှိတဲ့ဘာသာရပ်တွေကိုကိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေဘာသာရပ်တွေကိုသေချာလေ့လာထားမယ် English ကိုလည်းကောင်းအောင်လုပ်ထားမယ်ဆိုလို့ရှိရင်နိုင်ငံခြားမှာလည်းကိုယ့်အရေးချင်းနဲ့ကို
အေးစစ်စစ်ရှောက်လို့ရပါတယ်တိတ်ပြီးတော့စိုးရင်ပူပန်စိတ်တွေမရှိဘဲနဲ့ပေါ့နော်အေးစစ်စစ်ရှောက်ပြီးတော့အလုပ်တွေရသွားမှာဖြစ်တယ်ကိုကသာစူးစမ်းနေဖို့ပဲလိုတယ်ဆိုတာလေးကိုမျှဝေသွားရင်းနဲ့ဒီကနေ့ကတော့ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်နော်ကျေးဇူးတင်ပါတယ်နောက် channel လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်